Hello အားလုံးပဲမင်္ဂလာပါရှင်အခု JK ကတော့ December Hotel ကိုရောက်နေတာဖြစ်ပါတယ်ရှင်အခု JK တို့ရဲ့ Miss Grand မြစ်ချနာဖားကန်ကိုအထူး special sponsor ပေးထားတဲ့ December Hotel လေးပဲဖြစ်ပါတယ်ဒါတင်မကဘူး JK အခုဒီမှာနားနေဖွင့်ရတဲ့ပေါ့နေတာကအစစားတာကအစအဆုံးကိုစီစဉ်ပြီးတော့ထောက်ပံ့ပေးတဲ့ JK တို့ရဲ့ December Hotel လေးရှိပါတယ်အခု JK နေတဲ့အခန်းလေးရဲ့သူရဲ့ December ရဲ့ဒီ structure လေးတွေ JK တစ်ချက်ပြီးတော့ပြပြချင်ပါတယ်ရှင် Let's goဒါလေးကတော့ JK တို့ရဲ့အားကိုးလို့ရတဲ့ဒီ service counter လေးဖြစ်ပါတယ်ပေါ့နော်လိုအပ်တဲ့ရှင်သူကိုပြောလို့ရပါတယ်ရှင်ဒါလေးကတော့အဲ့ကျိုးရဲ့အခန်းလေးရဲ့ဒီမှာဆိုလို့ရှိရင်လည်းဒီ guest room လေးတွေရှိရယ်ပြီးတော့သူက၄ထပ်ရှိရဖြစ်တဲ့အတွက်ကြောင့်အပေါ်တက်ချင်တယ်ဆိုလို့ရှိရင်ဒီလေးကားနဲ့တက်ရဖြစ်ပါတယ်ရှင်ဟုတ် JK ရဲ့အခန်းလေးကိုလိုက်ပြပါမယ်ရှင်JK လေးကိုပေးထားတဲ့ဒီအခန်းလေးကတော့ family room လေးဖြစ်တယ်ပေါ့နော်ဒီ family room ကတော့ formation အသစ်အခန်းအသစ်တစ်ခုဖြစ်တယ်အဲ့ဒါလေးကိုလည်းပြည့်တဲ့အားလုံးပြချင်ပါတယ်ရှင့် December Hotel ရဲ့မြစ်တာစေတနာဘယ်တော့တောင်ကြီးမားကြအောင်ဆိုလို့ရှိရင် JK အတွက်ကိုတက်နဲ့တင်အခန်းအသစ်ကို JK ကိုပြင်ဆင်ပေးရဖြစ်ပါတယ်ရှင့် JK အခန်းလေးကိုတစ်ချက် show ကြပါမယ်ဒါလေးကတော့ JK ရဲ့အခန်းလေးဖြစ်ပါတယ်ရှင့်အခန်းကိုဝင်မယ်ဆိုလို့ရှိရင် Wow view နော်ဒီမှာဆိုလို့ရှိရင်လည်းအိမ်လှလှလေး neighbor ကကောင်းတယ်ပြီးတော့ JK တို့ဒီနားမှာအဝတ်စင်လေးတွေထားပေးတယ်ဗီဒီယိုလေးတွေထားပေးတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ JK တို့ပထမဦးဆုံးတွေ့မှာတော့ single bed လေးဖြစ်မှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်မှာ TV လေးလည်းရှိမယ် snack လေးလည်းရှိမယ်refrigerator ပြီးတော့ safe လေးလည်းရှိမယ် living room လိုမျိုးပုံစံလေးလည်းရှိမယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်လည်း JK တို့ရဲ့ bathroom သူကအပြည့်စုံရှိရဖြစ်ပါတယ်ရှင်။ဆက်ပြလည်းအကုန်ပြည့်စုံထားပေးတယ်။လုံးဝတန့်ရှင်းတည့်ရပါတယ်ရှင်။ဒီနေ့မှာဆက်ပြလေးကိုလည်းဆိုလို့ရှိရင်လည်းထားပေးရဖြစ်ပါတယ်။အခုဒီမှာဆိုလို့ရှိရင်လည်း JK ကို welcome လုပ်ထားရဖြစ်ပါတယ်ရှင်။အဲ့မှာလည်း JK အသက်ဓာတ်ပုံရိုက်ဖို့ booth လေးရယ်ဒီမှာကတော့king size bed လေးပေါ့နော်။ဒီလိုရှိပါတယ်ဒီအပေါ်ကြည့်မယ်ဆိုလို့ရှိရင် JK ရဲ့နာမည်လေးနဲ့ welcome လုပ်ထားရဖြစ်ပါတယ်ရှင် JK yeah ဟုတ်ကဲ့အခုအားလုံးပဲတွေ့တဲ့အတိုင်း December Hotel ကဆိုလို့ရှိရင်တအားပြီးတော့ပေါ်ရွေတယ်စိတ်ထားလေးတအားကောင်းတယ် staff member တွေအားလုံးဟာဆိုလို့ရှိရင်လည်းစိတ်တအားရှိတယ်ချော်မောလာပါတယ်အချိန်တအားတိကျတယ်တခုခုကိုရှင်းပြပြီဆိုလို့ရှိရင်လည်းလုံးဝလူရင်းတူရှင်းတိတိကျကျနဲ့ရှင်းပြပေးတာဖြစ်ပါတယ် JK တို့ရဲ့ဒီ December Hotel မှာဆိုလို့ရှိရင်လည်းဈေးချိုလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်အခု JK နေနေတဲ့ family room ဟာဆိုလို့ရှိရင်လည်း king size bed တစ်ခုရယ် single bed တစ်ခုရယ်စုစုပေါင်းအားလုံးအပါအဝင်တညကို3,600ပဲကြာရဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ December Hotel လေးရဲ့ဈေးနှုန်းချိုတာမှုပဲဖြစ်ပါတယ်ဒီ hotel နားမှာသူကဒီ standard room လို့ double room လို့ family room လို့ရှိရဒီနားမှာပဲအခု JK ရဲ့အတွက်ကတော့ဒီ family room လေးကိုအသစ် formation လေးကိုပေးထားရဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် December Hotel လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်သူကလေကောင်းလေတက်လဲရတယ်အလင်းကလည်းလုံးဝgood lighting လို့ပြောရမယ် JK ကဒီအရင်တော့ဆိုလို့ရှိရင် civil engineering နဲ့ architectural engineering ကိုတွဲပြီးတော့တင်ထားတဲ့ကျောင်းသူတယောက်ဖြစ်တယ်။အမှားရေးနဲ့ညီညွတ်ဖို့ရအတွက် ecosystem နဲ့ညီညွတ်ဖို့ရအတွက်သူတို့ကအဓိကတင်နေတဲ့အချိန်နဲ့စားဆိုလို့ရှိရင်လည်းသူကပြင်ဆင်ထားနေပြီးသားဖြစ်တယ်။အခု JK အတွက်ဆိုလို့ရှိရင်လည်းဒီ chef ကနေပဲဖြစ်တဲ့ wifi လို့ဒီဖြစ်စေစားချင်တာရှိရင်ဖြစ်စေဒီ hotel ရဲ့ chef တွေ staff member တွေကနေပြီးတော့အကုန်လုံးပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက် December Hotel လည်းအများကြီးကျေးဇူးတင်ပါတယ်။ JK တို့လည်းမနေ့တိုင်း JK တို့ပြန်ထွက်ပြီးပြန်လာပြီဆိုလို့ရှိရင်အိယာတွေကအိယာခင်းနေရအစ်စ်ခေါင်းအုံးကအစ်စ်မို့ရအစ်စ်ရေချိုးခတ်မှာဆိုလို့ရှိရင်လည်းတပတ်တွေကိုအစ်စ်အမြဲတမ်းချိတ်ထားပြီးဆက်ပြအဲ့ဒီအတွက်ကြောင့် December Hotel ကိုကြတော့ JK 5 full star ပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ် JK တို့ရဲ့ဒီ Miss Grand မြစ်ချနာနဲ့ဖားကန်ကိုလည်း sponsor အကြီးအကျယ်ပေးထားတဲ့အတွက်ကြောင့်လည်းဆင်မတို့အများကြီးကျေးဇူးတင်ပါတယ်ဖျားရှင်သားရေးကောင်းချီးပေးပါစေအားလုံးကိုလည်းမြစ်ချနာကိုလာမယ်ဆိုလို့ရှိရင် December Hotel ကိုလာဖို့ရတဲ့လာတဲ့ဖို့ရတဲ့အားပေးဖို့ရတဲ့ JK ဒီကနေပြီးတော့ဖိတ်ခေါ်အပ်ချင်ပါတယ်အားကျေးဇူးတင်ပါတယ် love you all so much December Hotel thank you so much